ကောင်းတာလုပ်ရတဲ့နဲ့မကောင်းတာတွေဖြစ်နေတာလည်းရှိတယ်မကောင်းတာတွေလုပ်ပြီးကောင်းတာတွေရနေတဲ့လူလည်းရှိတယ်ဘဝရဲ့အတွေ့အကြုံအစင်မပြေမှုတွေဆိုတာလောကကြီးမှာရှိတယ်လို့အရာရာဟာကံနဲ့တင်သက်ဆိုင်တာမဟုတ်ဘဲနဲ့ဘဝဝင်ချင်းအခြေအနေရရနဲ့လည်းသက်ဆိုင်တယ်လို့ပြောမှာကောင်းလဲကံမကောင်းလဲကံလို့ကံတရားကိုရွတ်စွနေခြင်းဟာနေရာတိုင်းမှာတော့မမှန်ဘူးပေါ့မမှန်တတ်ဘူးအဲ့ဒါလို့ကံတရားကိုရွတ်စွနေခြင်းကြောင့်ကံတရားပေါ်မှာကောင်းတာလုပ်ရတဲ့နဲ့ကောင်းတာမဖြစ်ဘူးမကောင်းတာတွေဖြစ်ရင်ကံတရားပေါ်မှာယုံကြည်မှုလျော့ပါသွားတယ်မကောင်းတာတွေလုပ်ပြီးကောင်းတာတွေတွေ့ပြီးတော့လည်းပဲကံတရားပေါ်မှာယုံကြည်မှုတွေလျော့ပါသွားကံဆိုတာအကြောင်းတစ်ခုအနေနဲ့သာမြတ်စွာဘုရားဟောတာဖြစ်တယ်ဘဝဆိုတာကိုကံကဖန်တီးတယ်ဆိုတာမှန်တယ်ဘုရားရဲ့ဟောပြောချက်အရဘဝတစ်ခုရလာတာဟာအခြေခံအကြောင်းတရားကတော့ကံပဲဖြစ်တယ်သို့တော့ကံတစ်ခုတည်းလားလို့ဆိုတော့မဟုတ်ဘူးကံနဲ့တွဲဖက်ပြီးတော့ကိလေသာတွေကဘဝတစ်ခုကိုဥဆောင်ဖန်တီးသွားတာပဲဖြစ်တယ်ကိလေသာတွေရဲ့ဥဆောင်မှုဘဝတစ်ခုရလာဖို့ကြည့်ရမယ်ဆိုလို့ရှိရင်လူတယောက်ဟာကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်အဲ့ဒါလို့ကောင်းမကောင်းဆိုတာတွေဟာအခြေအနေရလူတွေဟာမိမိတို့စိတ်ထဲမှာဖြစ်ပေါ်တဲ့အနေအထားတစ်ခုပေါ်မှာမူတည်ပြီးတော့ကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်အဲ့လိုလုပ်တဲ့အခါမှာကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာကောင်းတာတွေလည်းစုမိဆောင်မိဖြစ်သွားတယ်မကောင်းတာတွေဆိုတာလည်းပဲစုမိဆောင်မိဖြစ်သွားတယ်အဲ့ဒီနေရာမှာဘဝတစ်ခုကိုဖန်တီးတော့မယ်ဆိုရင်ကံကြီးတက်တက်ဆိုရင်ကတ္တရားကကောင်းတာတွေလုံးလို့ရှိရင်ကောင်းတဲ့ကံအလှဲ့ကျုံတဲ့အခါမှာကောင်းတာကိုဖန်တီးလိုက်တယ်မကောင်းတဲ့ကံရဲ့အလှဲ့ကျုံတဲ့အခါမှာမကောင်းတဲ့ကံကိုဖန်တီးလိုက်တယ်ဘဝမှာဘယ်ကံကအလှဲ့ကျုံမယ်ဆိုတာမသိနိုင်ဘူးဘာနဲ့ဥပမာတူတော့ဆိုရင်ကဏ္ဍမျိုးစုံရေးထားတဲ့ဘောလုံးကလေးတွေကိုဆက်ဝိုင်းထဲမှာထည့်ပြီးတော့လှဲတဲ့အခါမှာထီဖွင့်တဲ့အခါမှာကြည့်ပေါ့ဘောလုံးတွေကဏ္ဍမျိုးစုံရေးထားပြီးတော့လှဲလိုက်တဲ့အခါမှာဘယ်အလုံးထွက်လာမယ်ဘယ်ကဏ္ဍထွက်